ပိုလို့ပြောရင်မဒီနေ့အခုထွက်သွားတတ်ပြီ ကြောက်စရာမလုပ်ပါတော့။နေငါ့ကိုဘာနဲ့တတ်ပါလဲလေးနဲ့။နေငါ့ကိုနေတော့မင်းဒီရှင်လား။နေရှိကနေတော့ပြောပြီးတော့ အေးနေနေကျမနေနေရှင်နေရုံနဲ့ကောက်ရှင်နောက်တစ်ခါဒီကိုဘတော်မှမလာပါနဲ့ရှင်တော့ရှင်မဲကျမအရင်အော်လေတက်လား ဒီမှာရောက်တော့လေ။ယောက်ျားတစ်ယောက်ကသူ့ရဲ့တိတ်ခါတွေသူ့ရဲ့ပိုင်ဆိုင်မှုတွေဆုံးလုံးနိုင်ပြီ။အဲ့ဒါလည်းတန်ဖိုးရှိတဲ့ရောသူလိုချင်နေပြီပေါ့။ ဒါငါချစ်သူရဲ့ပိုင်နဲ့ထဲမှာသူ့ကုန်စည်ကောက်ထောက်မြင်မှဒီတစ်ခါရှော်ရင်းတော့တော့တတ် မောင်တော့တမ်းတော့ပါလေ။ဒီဆိုရတယ်